မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့အရာဝတီမြစ်ဝါကျွန်းပေါ်ဒေသမှာလေအဲ့ဒီမှာရှိတဲ့ကွေကောက်နေတဲ့ရေလန်းတွေကိုအမြဲတမ်းစောင့်ကြည့်နေတယ်လို့ယုံကြည်ကြတဲ့တခိုးကြီးနတ်တစ်ပါးရှိတယ်သူ့နာမည်ကဦးရှင်ကြီးသူ့ရဲ့ဇလန်းကတကယ်ကိုထူခြားတယ်ဂီတရဲ့ကြေကွဲစရာတွေရဲ့ပြီးတော့တခိုးအာနာတွေရဲ့အားလုံးရောရက်နေတဲ့တန်တာကြီးတစ်ခုလိုပါပဲကဲဒီတော့ဒီလေးစားကြည်ညိုစရာကောင်းတဲ့အဆောင်အရှောင်းနဲ့ရဲ့ဇလန်းတဲ့ကိုအတူတူဝင်ကြည့်လိုက်ကြရအောင်အကျေကြီးပဲအဲ့ဒီအရာဝတီမျိုးဝကျွန်းပေါ်ဒီတာကြီးတစ်ခုလုံးကိုလေသူ့ရဲ့ဒီရေအတဲ့အကျရေစီးကြောင်းတွေအကုန်လုံးကိုချဲလင်းနိုင်တဲ့စွမ်းအားတစ်ခုရှိတယ်ဆိုရင်ဘယ်လိုနေမလဲစိတ်ကူးကြည့်လိုက်ုံနဲ့ချင်းကြက်တီချစရာပဲနော်အရာဝတီသားတွေအတွက်တော့လေဒါကစိတ်ကူးမဟုတ်ဘူးတကယ်အစ်စ်မှန်ပဲဒါပေမဲ့အဲ့ဒီအသက်သွေးကြောလို့အေးပါတဲ့ရေပြွင်ကြီးကိုစောင့်ရှောက်နေရလို့ကိုးကွယ်ခံနေရတဲ့လျှောဝှက်စမ်းကျယ်ပုဂ္ဂိုလ်ကြီးကတကယ်တော့ဘသူများလဲ သူကတော့ဥရှင်ကြီးပါပဲသူ့မှာအဓိကအပြင်တစ်ကိုတန်ခိုးကြီးတဲ့ပုံရိပ်၃မျိုးရှိတယ်တစ်ခုကရေလန်းခရီးကိုဘေးကင်းအောင်စောင့်ရှောက်ပေးတဲ့နတ်မင်းနောက်တစ်ခုကခရီးသွားတိုင်းကအာကိုတကြီးနဲ့ပူဇော်ပတ်တာတဲ့ပုဂ္ဂိုလ်ပြီးတော့တော်တော်လေးကြောက်စရာကောင်းတာကဒီရေပြစ်မှာစက်စားနေတဲ့မိကြောင်းတွေအားလုံးရဲ့အရှင်သခင်ပဲဘယ်တော့မှညင်းလို့မရတဲ့အရှင်သခင်ပေါ့ ကဲပထမဆုံးအပိုင်းကနေပေါ့သူ့ရဲ့တဏ္ဍာရီကိုတေးသေးချာချာနားလေဖို့ဆိုရင်လေသူ့ရဲ့သောစာအာနာကဒီနေ့ခေတ်အထိဘလောက်တောင်ကြီးမားနေစေလေဆိုတာကိုရင်ဆုံးကြည့်ကြည့်အောင်မြေဝါကျွန်းပေါ်ဒေသကလူတွေကရေငန်ပိုင်းနဲ့မင်းကိုဒီအချိန်မှာဘလို့များယူသေးလေးစားနေကြတယ်လေဘလို့ကြောက်ရွံ့နေကြတယ်လေဆိုတာပေါ့ ဟုတ်ပြီစက်ပြီးမပြောခင်မှာလေမြမယုံကြည်မှုလောကတွေကိုခဏလောက်ဝင်ကြည့်လိုက်ရအောင်ဥရှင်ကြီးဆိုတာကနတ်တစ်ပါးပေါ့နတ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့လူဘဝမှာမတရားသိဆိုးခဲ့ရတာမျိုးခြေကွဲစရာဇသိမ်းခဲ့ရတာမျိုးနဲ့ဖြစ်လာတဲ့ဝိညာဉ်လို့ယုံကြည်ကြတယ်ဒီနတ်တွေကတိချားနေရတယ်ဒါမှမဟုတ်ဘဝရဲ့ကန္တအတီးတီးကိုစိုးမိုးနိုင်တယ်လို့ဆိုကြတယ်အဲ့ထက်မှာဥရှင်ကြီးကတော့တကယ်ကိုတန်ခိုးအကြီးဆုံးနတ်တွေကတပါးပဲဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကပါလဲဆိုတော့လေဥရှင်ကြီးကမြန်မာနိုင်ငံရဲ့တရားဝင်30ခုမြင့်နဲ့စာရင်းထဲမှာမပါဘူးဒါပေမဲ့သူ့ရဲ့ဥစ္စာဆွမ်းမှုကတော့အင်မတန်ကိုကြီးမားတယ်တန်ငါတဲ့ခေယူသွားတွေကပေးကင်းဖို့အတွက်သူ့ကိုပဲတိုက်တီးကြတယ်ပြီးတော့သူကကျိုးညော့ကြီးမှာစက်မြန်းတယ်လို့လည်းယုံကြည်ကြတယ်ပေါ့သူ့ရဲ့အဆောင်ရှောက်တွေကဘသူတွေချင်းလဲဟုတ်တယ်မြတ်ဝကျွန်းဘုတ်ကမိကြောင်းနေပဲအဲ့ဒါကြောင့်မို့လို့ဒီဒေသမှာဘသူမှမဖောက်ဖြစ်ရတဲ့ဇီးကန်တစ်ခုရှိတယ်အဲ့ဒါကတော့မိကြောင်းတကောင်ကမှသွားမတိခိုက်ဖို့ပဲဘာလို့လဲဆိုတော့အဲ့လိုလုပ်လိုက်တာဟာရေငန်ပိုင်းနတ်မင်းကိုကိုရန်ကိုစော်ကားလိုက်တာနဲ့အတူတူပဲလို့ယူဆကြလို့ပဲကဲဒုတိယအပိုင်းကိုတွားကြည့်အောင်နှစ်တိုင်းမှာလဲသူတို့ရဲ့လူသားဘဝစက်ကြောင်းရှိတာရှိတတ်ကြတယ်ဥရှင်ကြီးကိုတကယ်နားလေချင်တော့မောင်ရှင်လို့ခေါ်တဲ့ကောင်လေးတယောက်အကြောင်းကိုအရင်ဆုံးသိကိုလိုတယ်သူ့ရဲ့စောင်းတန်ကပဲသူ့ကန့်ကြမအိုအဆုံးဖြတ်ပေးတော့ခဲ့တဲ့ပါရမီရှင်စောင်းသမားလေးတယောက်ကောဗျာ မောင်ရှင်ရဲ့တန်တာကြီးဖြစ်လာမဲ့ခရီးဟာတကယ်ကိုရင်နာစရာအဖြစ်အပျက်တစ်ခုနဲ့စခဲ့တာပါသူ့အဖေဆုံးသွားပြီးနောက်မှာသူ့မိသားစုကတော်တော်လေးဆင်းရဲသွားတယ်သူ့အမေကသူ့ကိုရှင်ပြုတ်ပြီးရင်တော့ချမ်းသာတဲ့အတော်စီမအကူအညီပေးတောင်းတာပေါ့ဒါပေမဲ့အတော်ကရရဆက်ဆက်ညင်လိုက်တဲ့အခါမှာတော့မောင်ရှင်တို့သားမီးတော်တော်လေးအဆက်ရသွားတယ်အဲ့ဒီမှာပဲမောင်ရှင်တို့ရဲ့ရွေးစရာလမ်းကတစ်ခုပဲရှိတော့တယ်အဲ့ဒါကတော့အန်ဒီရဲ့မြော်ရဲ့မိဘကျွန်းပေါ်ကိုသွားမဲ့တခုသမားအဖွဲ့နဲ့လိုက်သွားဖို့ပဲဒါပေမဲ့အဲ့ဒီခီးကသူ့အတွက်ဘယ်တော့မှအိမ်ပြန်မလာနိုင်တော့မဲ့ခီးစဉ်တစ်ခုဖြစ်သွားလိမ့်မယ်လို့တော့သူကြုံမသိရရှာဘူးပေါ့ဟုတ်ပြီအပိုင်းဆုံးအေးဦးရီမြကွာကျွန်းပေါ်ရဲ့အဲ့လမှုတော်လက်မက်တော်တွေကြားထဲမှာတနာကြီးတစ်ခုမွေးဖွားခဲ့တဲ့နေရာတစ်နေရာရှိရဲ့အဲ့ဒါကတော့မိမလာကျွန်းပါပဲဒီကျွန်းပေါ်မှာပဲကောင်လေးတယောက်ရဲ့စောင်းတန်ကသူ့အထက်အသေးမင်းဖြစ်သွားခဲ့ပါတယ်ဒီမြင်ကွင်းကိုစိတ်ထဲမှာမြင်အောင်ကြည့်လိုက်ပါဆိုစွတ်ထိုင်းမိုင်းနေတဲ့မြို့ဝကျွန်းပေါ်ရဲ့လေထုအဝဲကနေပုတ်စိန်ချက်တန်းနေစီးချက်ချက်ချက်ထပ်ပေါ်နေတယ်ဖောင်ပေါ်မှာတော့မောင်ရှင်တယောက်တည်းသူ့ရဲ့စောင်းကနေတိတ်ဆိတ်မှုကိုထိုးဖောက်ပြီးစီးဆင်းလာတဲ့တေးသွားတဲ့ဖို့တက်ပယ်နေကြတဲ့ကနေပေတင်ထပ်သွားလောက်အောင်ဆွဲငင်အားကောင်းပြီးဖလှပလွန်းနဲ့တေးသွားတဲ့ဖို့ပေါ့သူရဲ့ဂီတရလူသားတွေရဲ့နားကိုတောင်ကြောလွန်သွားခဲ့တယ်ကျွင်းရရှိကြတဲ့အဆောင်အလျှောက်တွေဖြစ်တဲ့နန်းကြီးအမနဲ့ရောက်ဟာအဲ့ဆောင်းတမလုံးဝကိုမိန်မောသွားခဲ့တယ်သူရဲ့ပါမီကိုဆွဲလန်းသွားတဲ့သူတို့ဟာကံကြမ္မာစိုးစီမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ဒီဆောင်းသမားနဲ့သူ့ရဲ့ဂီတဟာဒီကျွင်းကနေဘယ်တော့မှထွက်ခွာသွားလို့မဖြစ်ဘူးဆိုပြီးတော့ပေါ့အလုတ်တီပြီးလို့အဖွဲသားတွေအိမ်ပြန်ဖို့အစင်သင့်ဖြစ်ခဲ့အခါထူဆန်တာတွေစဖြစ်လာတယ်သူတို့ရဲ့တက်မှတက်မွေးတွေကိုရွှင့်ရည်တဲထိုးဆက်လိုက်ပေမဲ့ဖောင်ကတလက်မမောင်ကိုမရွေ့ဘူးမျက်စိနဲ့မမြင်နိုင်တဲ့စွမ်းအားတစ်ခုကဖန်ချူထားသလိုပဲအစာပိုင်းမှာတော့ဘာဖြစ်မှမသိပေမဲ့တဖြည်းဖြည်းနဲ့ကြောက်စိတ်တွေဝင်လာခဲ့ကြတယ်နောက်ဆုံးမှာတော့ဖွဲ့သားတွေဟာရှေးရွရတလေးတစ်ခုကိုအားကိုးခဲ့ကြတယ်နတ်တွေကိုစိတ်ကြည်နက်အောင်မဲနိုင်ပူဇော်ဖို့ပါပဲပထမတစ်ကြိမ်မဲနိုင်တယ်မဲကမောင်ရှင်ပေါ်ကြတယ်မယုံနိုင်ပေနောက်တစ်ကြိမ်ထပ်နိုင်တယ်မောင်ရှင်မဲထပ်ကြပြန်တော့နောက်ဆုံးတတိယအကြိမ်မြောက်မဲနိုင်လိုက်တဲ့အခါမှာတော့
ကန်ကြမာကသူ့ရဲ့ရွေးချယ်မှုကိုဘယ်သူမှညင်လို့မရအောင်ပက်ပက်သားသားပြလိုက်ပါပြီသူတို့အောင်လို့လွမြောက်ဖို့ကပေးစရမယ်အဖို့ခါကတော့စောင်းတမလေးရဲ့အသက်ပါပဲလေးလက်နဲ့နှလုံးသားတွေနဲ့ပဲသူ့အဖော်ကြီးကသူ့ကိုရေထဲကိုပစ်ချလိုက်တယ်ဒါပေမဲ့မောင်ရှင်ဟာရေပြင်ကိုဘယ်တော့မှမကြည့်ခဲ့ပါဘူးသူပြုတ်ကျသွားတဲ့တခဏမှာပဲသူ့ရဲ့လူခန္ဓာကိုယ်ဟာပျောက်ကွယ်သွားပြီးတောက်ပတဲ့ပုံစံတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူဟာမောင်ရှင်ဆိုတဲ့ကောင်လည်းမဟုတ်တော့ပဲတန်ကိုကြီးနာမည်ဦးရှင်ကြီးဖြစ်သွားခဲ့ပါတယ်သူ့ရဲ့စတဲ့မှုကသူ့ကိုမတည်ဆုံးနိုင်တဲ့ဘဝကိုပေးအပ်လိုက်တာပါပဲ ကဲအပိုင်းလေးကိုရောက်လာပါပြီအဲ့လို stay ခန့်လိုက်ရတဲ့ဖြစ်ရကနဲ့တိတ်ကို net shine တဲ့ယုံကြည်မှုနဲ့ကိုးကွယ်တဲ့ delay တစ်ခုပလာခဲ့တယ်ဆိုတော့ဒီနေ့ခေတ်လူတွေကအဲ့လိုကြေခွဲဆရာဇလန်းနဲ့နေမွေးဖွားလာတဲ့ net တစ်ပါးကိုဘလို့များဂုဏ်ပြုပူဇော်နေကြသလဲဆိုတာကြည့်ရအောင် ဒီသွင်းကူးပြောင်းပုံကိုစဉ်းစားကြည့်လိုက်ပါလားစင်ရဲပေမဲ့မိခင်ကိုယိုသေးတဲ့သားလေးမောင်ရှင်ကနေတန်ခိုးအာနာကြီးမားတဲ့ရေငန်ပိုင်နတ်မင်းဦးရှင်ကြီးဖြစ်လာခဲ့တယ်ပိုက်ဆံအတွက်စောင်းတီးခဲ့ရတဲ့ကောင်လေးကနေအခုတော့လူတွေရဲ့ပူဇော်ပသမှုကိုခံယူရတဲ့နတ်တစ်ပါးဖြစ်လာခဲ့တယ်တချိန်တုန်းကတော့ကန်ကျမရဲ့သားကောင်ဖြစ်ခဲ့ရပေမဲ့အခုတော့သူဟာသူ့ပိုင်နတ်ကြီးအရှင်သခင်ဖြစ်နေပါပြီဒီနေ့အထီးပဲဗျအဲ့ဒီပင့်ဖိတ်တိုင်နေတဲ့စကားတန်တွေကရေပြင်ပေါ်မှာပဲ့တင်ချက်နေတုံးပဲနတ်မင်းကြီးစီကိုတိုက်ရိုက်တိုင်တီအတနာခံကြတာပေါ့သူတို့ကရေငန်မင်းတကြုံပိုင်ကြွတော်မူလေပါခမညာလို့ရွတ်ဆိုပူဇော်ကြတယ်ဒီစကလုံးလေးတွေထဲမှာတော့မျိုးဆက်ပေါင်းများစွာရဲ့ယုံကြည်မှုကိုအတိုင်းအတာခံစားလို့ရပါတယ်ဦးရှင်ကြီးကိုပူဇော်ပတ်သားတဲ့အခါမှာတီးတန်းတတ်မှတ်ထားတဲ့ပူဇော်စရာပစ္စည်းတွေရှိပါတယ်ဥပမာစင်ကြယ်ချင်းကိုကိုစားပြုတဲ့အောင်တီပေါ်များကျွယ်ဝခြင်းအထက်ငှက်ပြိုတီနဲ့ကွန့်ရာဒူလိုမျိုးပေါ့ပူဇော်တဲ့ပစ္စည်းတစ်ခုချင်းစီမှာသူ့အတိတ်ပဲနဲ့သူရှိနေတာဒါတွေကဘေးကင်းတဲ့ခရီးစဉ်တွေကောင်းမွန်တဲ့ရည်သိမ်းမှုတွေအတွက်အဆောင်ရှောင်းတဲ့မင်းစီကနေတောင်းဆိုနေပါတယ်ဆိုတာကိုပြသတဲ့အမှတ်သားတွေပါပဲကဲနောက်ဆုံးအပိုင်းမှာဒါဆိုရင်ဥရှင်ကြီးရဲ့တကယ်ခိုင်မာတဲ့အမွေအနှစ်ကဘာများဖြစ်မလဲရာစုနှစ်တွေအကြာကြီးကလေးကစတဲခံနေရတဲ့ကောင်လေးတယောက်ရဲ့ဇလန်းကဘာဖြစ်လို့ဒီနေ့ချီလူတွေရဲ့ရင်ထဲမှာဒီလောက်တောင်ပဲ့တင်ထန်နေရတာလဲဒါကပဲထိထနာတီရဲ့တကယ်ကိုအံ့ဩစရာကောင်းတဲ့အနှစ်သာရပါပဲကောင်လေးတယောက်ရဲ့ကြေးကွဲစရာအဖြစ်ကနေဒလီထုံတန်းတစ်ခုပေါ်ပေါက်လာခဲ့တယ်မတရားခံရမှုတစ်ခုကနေဒီနေ့အထိမြို့ဝကျွန်းပေါ်ဒေသရဲ့ရေလန်းခရီးသွားလာမှုနဲ့လူတွေရဲ့ဘဝကိုလွှမ်းမိုးထားတဲ့တကယ်ကိုအားကောင်းတဲ့ယုံကြည်မှု system တစ်ခုကိုဖန်တီးခဲ့တာပါသူတို့ရဲ့ဆူတောင်းနေထဲမှာလေယုံကြည်သူတွေကကိုခန္ဓာဘေးကင်းဖို့တစ်ခုတည်းကိုပဲတောင်းတာမဟုတ်ဘူးသူတို့ကစိတ်ရဲ့ငြိမ်းချမ်းမှုကိုလည်းရှာဖွေကြတယ်ရေဝဲကြောက်တို့လမ်းပါစေလက်နဲ့ရည်တို့အေးပါစေလို့ရွတ်ဆိုဆူတောင်းကြတာပေါ့ဒါဟာမတည်ငြိမ်တဲ့ခီးလမ်းမှာစိတ်တည်ငြိမ်မှုကိုတောင်းခံတဲ့တိတ်ကိုလာပါတဲ့ဆူတောင်းတစ်ခုပါပဲဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်။လိုခဲ့တဲ့ကာလတွေကတိတ်ဆိတ်သွားခဲ့ရတဲ့ကောင်လေးတယောက်ရဲ့စောင်းတန်ကအေရာရီမြို့အကျုံးပေါ်ကိုဖျက်တမ်းသွားလာနေသူတွေရဲ့ဘဝလေးထဲမှာဘာဖြစ်လို့ဒီလောက်ထိတောင်အကောင်ကောင်းရဲ့ပဲ့တင်ထက်နေရတာလဲ။ဒါဟာယုံကြည်မှုဆိုတဲ့ရေစီးကြောင်းပေါ်မှာမျောပါလာတဲ့ဇလန်းတပို့ရဲ့ဘရောမှမမှိန်ဖြောသွားနိုင်တဲ့စွမ်းအားကိုပဲတက်တည်ပြနေတာဖြစ်ပါတယ်